ယနေ့ညတရားဓမ္မချင်းမြင့်ဟောကြားမည်ဖြစ်သောဆရာတော်ရှင်သူမြတ်ဓမ္မတနပလင်ထက်သို့ကြွရောက်လာပြီးဖြစ်တဲ့အတွက်တရားနာပရိသတ်အပေါင်းသူတော်ကောင်းများမှဩကာသကရော့ချိုးဖြင့်ညီညာဖြဖြရွတ်ဆိုပူဇော်ကြတော့ကြပါစို့အာရဝဇနိဝါဒောဇဟူသောမင်္ဂလာတရားတော်အရာကာရဝတရားနိဝါဒတရားရှိထားကြ၍လူနာဥခိုက်ပူဇော်တိုက်သောဘုရားယရဏတရားယရဏသံဃာယရဏဟုဆိုအပ်သောယရဏမြတ်၃ပါးမိဘဆရာသမားတို့အားယိုသေးမြတ်တို့လက်အုပ်မိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကရောကြောင့်ဖြစ်သောပူဇဝန္တပနာမကုသိုလ်ကောင်းမှုကံစေတနာတို့ကြောင့်ယခုပစ္စကဘဝမှာစ၍နိဗ္ဗာန်ရသည့်ဘဝတိုင်အောင်အလိုမရှိအပ်သောအနိဋ္ဌဒုက္ခဝေဒနာဣဇတိကဘေးရန်အန္တရာယ်ဗဟိတဘေးရန်အန္တရာယ်အပေါင်းတို့မှဘဝစတိုင်ကင်းလို့ငြိမ်းကြဂုဏ်သီသာလင်းဖြစ်၍အလိုရှိအပ်သောအသက်ရှည်ခြင်းအစဉ်လှခြင်းချမ်းသာကြည်ခြင်းခွန်အားဗလကြည်ခြင်းဉာဏ်ပညာကြည်ခြင်းပစ္စည်းဥစ္စာယရဏတို့တဏှိတခြားတို့တက်စီကားပေါ်များခြင်းမိမိတို့၏တရှိတတ်မဲ့ပစ္စည်းဥစ္စာယရဏတို့ကိုယံသူမျိုး၅ပါးတို့အ내အထက်မလူရက်မဖြတ်စီမသိမ့်သိနိုင်ခြင်းအချမ်းယံပေါ်များခြင်းကျက်တရေမင်္ဂလာတို့တက်ခြင်းအစရှိသောကောင်းကျိုးတို့တရားတို့နှင့်ဘဝဇာတိုင်ပြည့်စုံကြကုန်ပြီလေအဆုံးဘဝနောက်ကာလ၌ဒုက္ခခတ်သိမ်းကင်းပြချုပ်ငြိမ်းရာဖြစ်သောမတ်ဖို့နိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုလွယ်နိုင်သည်ဖြစ်ကြစေဆိုကြဗျာအဟံမန္တိ
မဟာဝဒာမိတံဝတိထနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိသံဃံတရဏံကိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိသံဃံတရဏံကိစ္ဆာမိဧတရဏကမနံပရိပုဏ္ဏံပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိအဒိဏဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံသမာဓိယာမိမုဒဝါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိသုရာမေရယမေဇပမာဒဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဣဒံမေပုညံအာတဝခယံဝဟံဟောတုဣဒံမေပုညံနိဗ္ဗာနတပစ္စယောဟောတုတံတိလံကရုံကတဝအပမဒေနသံပါတိထဆရာတော်ရှင်သူမြတ်ကြီးဖျားတပည့်တော်ဒေါခင်စန္ဒာကြီးမှတရားတောင်းခွင့်ပြုတော်မူပါဖျားရောက်ထားပဲစီရွှေနာတီဤသုံးပြေဘဝဗုဒ္ဓနာ၌ညာလာတဲ့ဝါသစ္စာလေးကံမမြင်ကံအောင်ဘုံလက်တဲ့စွာဝိဇာနှင့်တဏှာပိမတွေ့မူလာတို့စာ၍ပြုထောင်ခုတိုင်းအောင်လီအမောင်ပိဖို့ညံမြဲလုံးလေစိတ်သုံးမမြင်သို့ဖြစ်၏ကြောင့်မြတ်ရှင်ဗုဒ္ဓမိန်မဟာတိဓမ္မမြည်သာဒေသနာကဒီသာသကရတော်ရတိဒီကံတဏ္ဍယောဇနံဒီက
me kango ame mati nyame shi yue jami jaya lu bala do tanaya shilya mani na be yi dwa jin li amye mati di tabo go ro ye re thin ta ga twe tami ga twe ni si ye ra go ro akaung thin ahang mi ati kin ma phit chin the phit chi bin pyu re dukha go ro dukha ma myin hong la bi thina ga ada nga de ka lu thang lwa ra ga ma na ngau sa lu thina ga tana tan de ya ne da che ra mu phan kha kha twe da ge ba the phin ma le da ma lu daသမုဒ္ဒရာမျက်ရည်စာတွေနဲ့တက်တက်တခါမျက်လွှာချတော့လေတက္ကာယကမပြုံးအပေစလုံးမှာတော့သူမြုပ်ငါမြုပ်ဒီရုပ်နဲ့ဒီနဲ့ပိုင်းချဟန်တကယ်မကွဲလီဖြစ်အပေငရဲမှလွတ်နိုင်မည်မထင်သူဖြစ်အကြောင်းကြောင့်တွေကြောင့်ညူပြောင်းအစ္စလီစေတောင်းလက်ချီပန်းစင်၍ဤသည်ကယုတ်တရားဤသည်ကနန္တရားပိုင်းခြားသိရမည်ကဤသို့ဤနေဘေခွာရမည်ကဤ၍ဤလာမျက်မှောက်ပြုရမည်ကဤသို့ဤဘုံဘွားများထုံရမည်ကဤမြဤလိုပိုးလိုကီဝမောင်တီအိုဝဖွင့်ပြပြီးသလိုဖုံးသည်ဝိထုလိရှုပြီးသလိုမျက်စိထဲမှာခရီးသွားပြောကြဤသို့လမ်းမှန်ဖို့သလိုညွညွငယ်အမောင်ဒီမှာစီမီရောင်ဤဆောင်ပြသလိုများပုဂ္ဂိုလ်အမြင်ရှိရအောင်ဖြီးလေးစွာဟောကြားတော်မူပါမြတ်ဖရာသားတော်ဓမ္မကတိကကျော်ဆရာတော်အရှင်သူမြတ်ကြီးဖရာသာဓုသာဓုယနေ့ကောဇာတက္ကရာ1389ခုနှစ်တဘောရလဇန်9ရက်ခရစ်တက္ကရာ2026ခုဇန်နဝါရီလ22ရက်ကြာသပတေးနေ့ညချမ်းကာလအချိန်အခါသမယမှာဧရာဝတီတိုင်းဒေသကြီးဘိုကလေးမြို့အောင်တပြေ3လမ်းသဗုဒ္ဓိပယရဏကျောင်းတိုက်အတွင်းဆင်ရင်ကျင်းပအပ်တဲ့ဒုက္ခဝေဖြာပရဟိတဖောင်ဒေးရှင်းအသင်းကြီးရဲ့ဥဆောင်နာယကဆရာတော်ဖြစ်တဲ့ဗဒ္ဒန္တဒေဇမဟာသဓမ္မဒေါတိကဒဇအရှင်သူမြတ်ဤ46နှစ်ပြည့်မွေးနေ့ဝိဇာတအလှတော်မင်္ဂလာအဖြစ်
ဆရာတော်ဘုရားကျောင်းတဲ့အတွင်းမိတင်းနေထိုင်ကြတဲ့120ကျော်သောတန်ဃာတော်အရှင်မြတ်တို့အတွက်သင်္ကန်းဒွိစုံ50စုံစက္ကလူတန်းခြင်းယနေ့ညဓမ္မသဘင်မှာလဲဉာဏပေဒပေါင်းသူတော်ကောင်းများအားကံသမ်းမဲဖောက်ပြီးတော့မဟာကန္တုရှင်ရွေးချယ်တဲ့အနေအဖြစ်ဗုဒ္ဓရုပ်ပွားတော်၄စုဗုဒ္ဓဗကြည်က2ပုံအခြားလူသုံးကုန်ပစ္စည်းကံသမ်းမဲ138မဲစွန့်ကြဲလူဒန်းမဲဖောက်ကြမှာဖြစ်ပါတယ်ယခုလိုစီကားကားနဲ့ပေဒများများနဲ့ဒီခေတ်ထဲမှာအညာမှာဒီပေဒမျိုးမတွေ့ရဘူးတရားပွဲလည်းမကျင့်ပါရတရားစာတွေတော့တော်တော်မေ့ပြောင်နေပြီဘုန်းကြီးတို့ဒီဘက်ရောက်ခါမှသာပလင်ပေါ်တက်ဟောအခုကြည့်လိုက်ပေဒဓမ္မယုံနဲ့အပြည့်ဟိုမှာ40-50ရှိရင်ကိုပဲကြောက်ကြောက်ရွံ့ရွံ့နဲ့ထိတ်ထိတ်လန့်လန့်နဲ့ကျင့်ပါရဘုန်းကြီးငယ်ငယ်ကထွန်းကားခဲ့တဲ့တန်သတော်ရွာရာသူလာပြီးကျော်ရှိရဲ့ဘုရားဘုဒ္ဓနိယပွဲကျင့်ပါရှိရမနေခင်9ရက်6ရက်ကရွာနီးချုပ်စတိမိရှုစေကြောင်းနေထိုးတဏတန်ဘုံတန်အတမဆဲတို့ကြီးရွာလေးများဆက်လက်ရှိတဲ့အိုမလားမသိထိတ်ထိတ်လန့်လန့်အတန်ချက်ဆက်လည်းမဖွင့်ရဘူးမိုက်ကလေးနဲ့ပဲကိုတရားဟောင်းမိုက်ကလေးနဲ့ပဲကျင့်ပါခဲ့ရဘွယ်ကြီးလမ်းကြီးဗျာသူ့ဘွယ်ကိုဘွယ်ကျင့်ပါကျင်တာပေါ့စီစီကားကားတက်တဲ့ဝင်းဝင်းတို့တော့အချိန်ကမဟုတ်တော့ကျင့်ပါခွင့်မရဘူးပေါ့အခုဓမ္မမိတ်ဆွေများအားဩဝါဒ3ချက်ကိုဘုန်းကြီးအနုမောဒနာတရားဖြစ်ဟောကြားပေးပါမယ်တလုံးသည့်အရှုံးမရှိဆိုတဲ့အတိုင်းဘုန်းကြီးတို့ဟောကြားထားတဲ့အထက်ကအားလုံးတရားဓမ္မတွေမှာမှတ်မိသားမိမယ်လက်တွေလည်းကျင့်သုံးမယ်ဆိုလို့ရှိရင်ဟောကြနှက်တယ်ဓမ္မမဟုတ်လို့ဟောပြီးပြီးကမြနာပြီးပြီးကမြသူတန်ကြားလည်းရ၏နာဥပါလကိတံဘာမှမမှန်လိုက်မိဒီလိုဆိုရင်ဖြင့်တရားပွဲကျင့်ပါရကျိုးကမနှက်ဘူးဝါဒီမှာပဋ္ဌာန်းဝေကျင့်ပါတဲ့ခါကျတော့24ပစ္စည်းပစ္စည်းဥဒေသပါဠိတော်စာအုပ်ကလေးတွေတုံးစီလိုက်ကန်းပထမတနေ့24ပစ္စည်းပစ္စည်းဥဒေသဟေတုပစ္စယောတိဟေတုသံယုတကနာဓမ္မနာတံသမုဋ္ဌာနာနိသရူပနာဟေတုပစ္စေနပစ္စယောပေါ့ဒါတွေပေါ့ဘုန်းကြီးတို့ကကိုယ်စာအလုပ်ကိုချနေရတာစာချနေရတဲ့အထက်ဒီလိုပဋ္ဌာန်းရွတ်တာတို့ပရိရွတ်တာတို့ဗတိစိတ်တာတို့စာချနားနေတဲ့အချိန်တော့လုပ်ဖြစ်တယ်စာချဖို့ရလဲကြည်ရရှုရသေးတယ်စာလဲတော်ရတယ်မကောက်ဘုလားရငယ်ရအလတ်တအကြီးတန်းနောက်ဆုံးစာချရအထိပေါ့အဲ့လိုဆိုတော့သူတို့ကန်းတဲ့ပြည့်စည်ရနိဋ္ဌိသပါဠိတော်ကဘုန်းကြီးကအလွတ်မရအလွတ်မရတာစာပဲကြည့်ဖတ်ရတာနောက်တနေ့လဲကန်းပြန်ပြီဒီပိဿာနိဋ္ဌိသပါဠိတော်ကြီးအိမ်ထဲကကန်းလာတဲ့စာပဲကလည်းဘယ်ရောက်သွားလဲမသိဘူးနောက်တနေ့ကန်းတော်လည်းငါမရဘူးအလွတ်မရဘူးနောက်တနေ့ကန်းပြီ3နှစ်သူတို့ကတော့ဒါကိုအလွတ်ရစီခြင်းလို့ကန်းတာပဲနောက်တော့တန်ဝေကရသူတို့ကမှအစင်းရခံငွေအကုန်ကြေးကြခံပြီးတော့ရိုက်နှိပ်ပြီးတော့2နှစ်လည်းမို့2နှစ်လည်းမို့3နှစ်လောက်ကန်းနေတဲ့ဥစ္စာငါတို့ဒါဘာလို့မရပဲနေရမှာလဲတန်ဝေကရ
ကိုလည်းရှက်သုံးတဲ့ကံပြီးဘုန်းကြီးအဲ့ဒါရကြတော့ဣဇာနေနေတာအဲ့ဒီကလေးရတယ်ဒီနေ့ထိညွတ်နေတာဒီလိုအတွေ့အကြုံလေးတွေပေါ်မှာမူတည်ပြီးတော့ဒီစာမရရင်ရအောင်ကြက်မယ်ဆိုတဲ့တွဲရှိရအဲ့လိုဆိုရင်ကြက်လို့ရအခုဘုန်းကြီးတို့ပကံညောင်းကလာတယ်အသက်ကလည်း80နီးပါးရောက်နေပြီဒီလိုရောက်လာတဲ့အချိန်မှာပေးလိုက်တဲ့ဩဝါဒနားတယ်ဆွဲပြီးတော့နောက်ဆုံးအသေးတဲ့ဒီရောက်သွားတကယ်လဲဆွဲနေကြင့်ကြံတယ်ဆိုရင်ဟောအကျိုးနဲ့တယ်အတွေ့အကြုံတွေပဲအဓိကထားပြီးတော့ဟောတာပါပဲဇွန်ခရင်နဲ့စားတော့ဖို့ရအတွက်ခုနဝါစီပဋ္ဌာန်းပွဲမှာသံဃာတော်အပါ450ကိုဇွန်ခရင်နေပေးထားတယ်တချို့တော့ဘုန်းကြီးတွေဆိုတော့ဘုန်းကြီးအပါအဝင်ပေါ့ဇွန်ခရင်ကမစားတတ်မစားတတ်တော့အလေးအကျင့်ကိုကလက်ဆေးစားမှတဘာဝဖြစ်နေတာဆိုတော့ဒကာကြီးလက်ဆေးချက်လုံးပေးပါဦးဟိုကဇွန်ခရင်ပေးထားတာလက်ဆေးသလိုမရှိဘူးနားမှာလက်ဆေးသလိုမရှိဘူးဇွန်ခရင်လည်းစားအလိုက်မသိတဲ့ဘုန်းကြီးများကဒကာကြီးလက်ဆေးသလိုပေးပါအောင်ဆိုတော့ဟိုကဒကာကြီးတွေကဘုန်းကြီးတွေကတောင်းတယ်ဆိုတော့မဖြစ်မနေပေးရဒါလည်းဘုန်းကြီးကကြည်ထားတယ်သူများတွေလက်ဆေးသလိုတောင်းတယ်ဇွန်ခရင်နဲ့မစားတတ်ဘူးငါတော့ဇွန်ခရင်နဲ့လေ့ကျင့်လိုက်မယ်ဘုန်းကြီးတို့လည်းအဲ့ဒီမှာအလေးအကျင့်ဖြစ်တာပါတာမန်ကိုเจ้าကိုစားလက်နဲ့ပဲစားတာနောက်ဆုံးတော့ဇွန်ခရင်အကျင့်ဖြစ်သွားတော့လက်နဲ့ကိုမစားတတ်တော့အဲ့ဒါဝတိပဋ္ဌာန်းပွဲရကျေးဇူးတရားတွေဇွန်ခရင်ကန့်ထားတာကိုလက်ဆေးသလုံးပေးပါလို့တောင်းတာဘုန်းကြီးတို့ရဲ့ဘက်ကအလိုက်မသိရရောက်နောက်နေ့ကြတော့ကိုယ်အချင်းချင်းလည်းပြောပြတယ်ဦးဇင်းတို့လက်ဆေးသလုံးမတောင်းနဲ့အလိုက်မသိရရောက်တယ်မစားတာအောင်လားစားကိုယ်အချင်းချင်းလည်းပြောရအခုတော့ဇွန်ခရင်နဲ့စားတတ်နေပြီဒီလိုအတွေ့အကြုံကလည်းစကားပြောတယ်အခုဘုန်းကြီးရဲ့အတွေ့အကြုံကိုဘစ်ပြီးကြတဲ့9နှစ်က8လပိုင်း18ရက်နေ့စတက်ချိန်ုံတက်ကိုဘစ်ရောကမလောက်ပြင်းထန်တော့ကိုကကုရိတက်တာတမ်းမသိကုရိတက်ချင်တယ်တော့အောင်ဆိုပြီးကိုเจ้าမှာကုရိတက်ခေါ်တာအနာတွဲတဲ့ဦးဇင်းကကုရိယပြန်ခဲ့ပြီဘုန်းကြီးကိုလျှောက်တယ်ဘေးပြန်သေးပြီလို့ငါကူးမှကုရိသွားမလို့ဘုန်းကြီးကမဟုတ်ဘူးဗျကုရိယပြန်ဆင်းခဲ့ပြီဟောဗျကိုဘာသာကိုကုရိသုံးပြီးတာကိုသုံးပြီးမှမသိဘူးယောဂထံကပြင်းထန်ကြတယ်ဒီလိုဆိုလည်းမင်းတို့တွဲခေါ်တဲ့နေရာရှိရတာတော့ကွာသူတို့တွဲတဲ့နေရာပဲလိုက်ပါအဲ့ဒါတော့ပြင်းထန်ဒါနဲ့မန္တလေးရောက်ခြေကန်းစင်ကွာညနေ9 နာရီလောက်ထွက်မန္တလေးည10 နာရီလောက်ရောက်ကျအောက်ဆီဂျင်တိုင်းအောက်ဆီဂျင်ကသူက90အထက်တရားကို190ကြားမှာရှိရင်အောက်ဆီဂျင်ကောင်းတယ်ပေါ့ဘုံမ80လောက်ဆိုရင်လည်းမဆိုးသေးဘူး80အောက်ချင်းရင်အောက်ဆီဂျင်ညံ့တယ်ပြဘုရားဆရာတော်ဘုန်းကြီးတို့ရဲ့နောင်တော်ကြီးမဟာဝိသုဒ္ဓရာမရတနာဘုံဆရာတော်ဆေးရုံရောက်တော့အောက်ဆီဂျင်82လို့ဘုန်းကြီးတို့သိထားရတယ်အောက်တော်ကျသွားတယ်အကျော်50အောက်ဆိုမလွယ်ဘူးပေါ့ဘုန်းကြီးတို့လည်း80 80ကြားမှာအဲ့မှာနေအောက်ဆီဂျင်တိုင်းပေါ့ဘုန်းကြီးကဆရာမလာတိုင်းဆေးကူတော့မဲ့လှုပ်တိုင်းဆေးထိုးတော့မဲ့လှုပ်တိုင်းစိတ်ထဲမှာနှလုံးသွင်းတာရှိတယ်အဲ့ဒီနှလုံးသွင်းတာလေးကိုဒီနေ့ဓမ္မမိတ်ဆွေတွေကိုဘုန်းကြီးကလက်ဆောင်ပေးခြင်းတယ်နှကြိတ်ရှိစုဘုရားရှိခိုးတဲ့စာပိုက်ကလေး2ပိုက်ဣမေသဟံဘိဝန္တာမိနေဇံဒိဋ္ဌံတုမေတိတေဒီစာပိုက်ကလေး2ပိုက်ဆရာမဆေးထိုးတော်မှာလေ
ဣမေသဟံဘိဝန္ဒာမိနေသံဒိဋ္ဌံတုမေတိတေသူတို့မကြောက်ကိုယ်စိတ်ထဲကအဲ့ဒီစာပိုက်ကလေးနှစ်ပိုက်ရွတ်နေတာနောက်နေတေချာအောက်ဆီဂျင်နဲ့တက်တယ်ပလင်းကြီးတဲ့ဘယ်ဘက်ကတစ်လုံးညာဘက်ကတစ်လုံးနှလုံးအောက်ဆီဂျင်နဲ့နှာခေါင်းကပိုက်နှာခေါင်းမှာပိုက်တီးတက်ထားတာအဲ့ဒီမှာတင်ကြပြာလေးတစ်ပုတ်ကငါသွေးတစ်ဆက်ငါအသက်သည်ငါအတွက်သာမကအများအတွက်ပါဖြစ်ရမည်လို့ကိုယ်ပိုက်တွေကိုကြည့်ပြီးတော့ဒါသွေးတွေကျဆင်းသွားလို့အောက်ဆီဂျင်တွေကျလို့အောက်ဆီဂျင်တွေအားတွေပြန်တက်အောင်ပလင်းကြီးတွေနဲ့အားဖြည့်နှာခေါင်းကလေမရှူနိုင်လို့အောက်ဆီဂျင်ရှူနိုင်အောင်ပိုက်ကြီးနဲ့ထိုးဒါတွေကြည့်ပြီးတော့ဘုံကြီးဟာငါသွေးတစ်ဆက်ငါအသက်သည်ငါကအသက်မသေးသေးဘူးငါသွေးတစ်ဆက်ခန္ဓာမှာကြံသေးတယ်အသက်ရှိသေးတယ်ဒီကနေနလန်ထလို့ကိုရက်ကိုရွာကိုကြောင်ပြန်ရောက်ရင်စိတ်ထန်တာကငါသွေးတစ်ဆက်ငါအသက်သည်ငါအတွက်သာမကအများအတွက်ပါဖြစ်ရမည်ဆန္ဒရှိုံတဲ့ရင်ကိုယ့်ရဲ့နှလုံးသားဆန္ဒကိုအများသူငါပါအတုယူမဲ့အောင်စာပေကောင်းစီအနေနဲ့ပြီးခဲ့တဲ့နှစ်ဘုန်းကြီး95နှစ်ပြည့်မွေးနေ့မွေးလမွေးရက်မွေးနေ့မှာရက်တောင်ကြီးကမ်းပြီးတော့ငါသွေးတစ်ဆက်ငါအသက်သည်ငါအတွက်သာမကအများအတွက်ပါဖြစ်ရမည်ဆိုပြီးတော့အခုဥဒိစ္စဒုက္ခဝိဇ္ဇာဖောင်ဒေးရှင်းအသင်းကြီးထောင်ပြီးတော့အကျေးမှုဥရိနာယကအဖြစ်ဆောင်ရွက်ပြီးတော့နေတာဒါအများအတွက်အလုံးမတန်တန်ရေးရှိတာအဲ့ဒီတော့အခုဘုန်းကြီးလက်ဆောင်ပေးမယ်ဂါထာလေးနှစ်ပိုက်အဲ့ဒီဂါထာနှစ်ပိုက်နဲ့ပဲဆေးရုံမှာ18ရက်ကြာခဲ့တယ်စတဲ့ထားလဲရှစ်လပိုင်း18ရက်ကဆင်းတော့လည်းပဲ18ရက်ပြည့်တဲ့နေ့မှာပဲဆင်းရတယ်အမှတ်တရနှလုံးသွင်းတဲ့စာပိုက်ကလေးကဣမေသဟံဘိဝန္ဒာမိနေသံဒိဋ္ဌံတုမေတိတေအတိပ္ပယ်ပြောမယ်သဟံသောဟံထိုအကျွန်းတို့သည်ဣမေဤနှစ်ကျင့်ရှိစုသောဘုရားရှင်တို့ကိုအဘိဝန္ဒာမိအလွန်ယိုသေးစွာရှိခိုးပါ၏ဖျားနှစ်ကျင့်ရှိစုဖျားတွေတပည့်တော်ယိုသေးသေးလေးစားသားနဲ့ရှိခိုးပါတယ်ဖျားဓမ္မအပိုက်နောက်ပိုက်ကဣမေဤနှစ်ကျင့်ရှိစုသောဘုရားရှင်တို့သည်မေအကျွန်တို့ဤတည်သေးဥကောင်းပေါ်၌နေဆံအမြဲဒိဋ္ဌံတုယတ္တံတည်နေတော်မူလဲပါကုန်ဖျားနှစ်ကျင့်ရှိသူဖျားတွေမိမိရဲ့ဥကောင်းထက်အမြဲတည်းကင်းဝတ်တည်နေတော်မူလဲပါဖျားအာတိသပဋ္ဌာနာပြုထားတဲ့ဂါထာအဲ့ဒီဂါထာနှစ်ပိုက်ကိုစိတ်ဝင်စားစွာနဲ့အထိပ္ပယ်လဲနားလည်ထားပြီးတော့လောက်ကလေးချီးပြီးတော့နှစ်ကျင့်ရှိစုသောဘုရားရှင်တို့ကိုတပည့်တော်အလုံးယိုသေးစွာရှိခိုးပါ၏အသောဝနှစ်ကျင့်ရှိစုသောဘုရားရှင်တို့သည်တပည့်တော်ဤဥကောင်းပေါ်၌ယတ္တတည်နေတော်မူလဲကြပါကုန်ဖျားဒါဖျားပင်လို့ပြောရတယ်ရတယ်အာတိတပဋ္ဌာနာဒါနဲ့ပဲကမ္ဘာယောဂါလို့ခေါ်ရနိုင်တော့အောင်အလုံးမတန်ဆိုးရတဲ့မြန်မာပြည်မှာဖြစ်ခဲ့တဲ့ကိုဗစ်ယောဂါကြီးကိုအဲ့ဒီဂါထာလေးနှစ်ပိုက်နဲ့ကြော်လွှားနိုင်ခဲ့ပါတယ်ဒါကြောင့်အားလုံးမိသားစုများလဲဒါလေးနှစ်ပိုက်ကိုဘုန်းကြီးကလက်ဆောင်ပေးခြင်းနဲ့လက်ဟုတ်ချီတိုင်ပေးမယ်ဗုဒ္ဓဗနာမအနေအချင်းလိုက်ဆိုကြဣမေသဟံဘိဝန္ဒာမိနေသံဒိဋ္ဌံတုမေတိတေဣမေသဟံဘိဝန္ဒာမိ
ဋ္ဌံတုမေတိတေဣမေသွားဟံဘိဝန္ဒာမိနေသံဒိဋ္ဌံတုမေတိတေတိုက်ထိုသွားဟံသောအဟံသောအကျွန်ုပ်သည်ဣမေဤနှစ်ကျိတ်ရှိစုကုန်သောဘုရားရှင်တို့ကိုအဘိဝန္ဒာမိအလွန်ရိုသေစွာရှိခိုးပါ၏ဣမေဤနှစ်ကျိတ်ရှိစုကုန်သောဘုရားရှင်တို့သည်မေအကျွန်ုပ်၏တိတေဥကောင်းပေါင်း၌နေသံအမြဲဒိဋ္ဌံတုဒီနေတော်မူလဲကြပါကုန်ဖရာသာဓုခေါ်ကြဣမိနာဗုဒ္ဓဗန္နာမေနာဤဗုဒ္ဓဗန္နာမဖြင့်ဝါဤဗုဒ္ဓဗန္နာမကြောင့်မေအမကအကျွန်ုပ်တို့အဝါအကျွန်ုပ်တို့ဤဝါအကျွန်ုပ်တို့သည်ယတိတိတတော်အကျဉ်းချင်းအလိုရှိရသောအကျိုးစီးပွားချမ်းသာမင်္ဂလာသည်ယတိဇာတရားအကျဉ်းချင်းအလိုတိုင်းဝါအလိုအလျော်စွာသမိတ်ဇတူပြည်ဆုံးရပါသေးတည်းဣဒံမိကမ္မဤအကျွန်ုပ်တို့ဆောင်ရွက်နေတဲ့ဒုက္ခဝေဖြာပရဟိတဖောင်ဒေးရှင်းအသင်ကြီးဤလုပ်ငန်းဆောင်တာကိစ္စအဝဝမှန်သမျှဓမ္မမေရွှေသူတော်ကောင်းတို့ဤလုပ်ငန်းဆောင်တာကိစ္စအဝဝမှန်သမျှအနန္တရာယေနာအန္တရာယ်မရှိသဖြင့်နိဋ္ဌံပြည့်စုံအောင်မြင်ခြင်းသို့ဧတုမုတ်ချမသွေရောက်ရပါစေတည်းဩဝါဒ၃ချက်ဘုရားသားတို့မလာနိုင်တဲ့နှစ်ဒီနှစ်ဘုရားသားတွေမကဘူးအပြင်ရောက်နေတဲ့တပည့်တွေဘုန်းကြီးထံမလာရောက်နိုင်တဲ့နှစ်ဒီနေ့မှာပြီးခဲ့တဲ့တပည့်တွေအပေါ်မှာစေတနာမေတ္တာထားပြီးခဲ့တဲ့ဩဝါဒ၃ချက်နေ့တိုင်းနေ့တိုင်းဆရာတော်ရဲ့စာပေလုပ်ငန်းများအတွက်ဆက်လက်ထုတ်ဝေနိုင်ရန်အထူးသဖြင့်စိတ်ရည်တန်ပြီးတော့တပည့်တွေကနေ့စဉ်လာရောက်ကြတော့ကြသိန်း80 90တရားစသည်ရအဲ့ဒီရတာတွေနဲ့ဘုန်းကြီးကကျမ်းစာတွေထုတ်ပြီးတော့ဝေငှအဲ့ဒီအာဇရိယပူဇော်ပွဲမှာယခုနှစ်မိန့်ကြားတဲ့ဩဝါဒ၃ချက်အားလုံးလက်ဥချီပြီးလိုက်ထုံမယ်နံပါတ်1ကိုစတိုင်ပေးမယ်အငှားယူတဲ့ခန္ဓာအနာယူမှအသက်ရှင်မယ်နံပါတ်1ပြန်တိုင်ပေးမယ်အငှားယူတဲ့ခန္ဓာအနာယူမှအသက်ရှင်မယ်နံပါတ်2သွားမယ်အရင်မဆန်ကြနဲ့သမိုင်းပြန်အောင်လုပ်ကြနံပါတ်2တစ်ခေါက်တိုင်ပေးမယ်အရင်မဆန်ကြနဲ့သမိုင်းပြန်အောင်လုပ်ကြနံပါတ်3သွားမယ်ဖြည်းဖြည်းချင်းလိုက်ပါလူဖုန်ကြီးစောင့်စည်းအပ်သောတရားဖြင့်နေမှသေလင်အပယ်လွတ်မယ်ဒါနံပါတ်3အရေးကြီးပါ
ခေါက်ပြန်တိုင်ပေးမယ်လူဖုန်ကြီးစောင့်စည်းအပ်သောတရားဖြင့်နေမှသေလင်အပယ်လွတ်မယ်အဲ့ဒီသုံးချက်ဒီနေ့ပေးတဲ့ဩဝါဒအငှားယူတဲ့ခန္ဓာတဲ့ဘုန်းကြီးတို့ခန္ဓာကအလုံးဓမ္မမိတ်ဆွေများငှားထားတဲ့ပစ္စည်းကိုယ်ပိုင်ဟုတ်ရဲ့လားငှားထားတဲ့တလငှားရင်တလပြည့်တဲ့နေ့တစ်နှစ်ငှားရင်တစ်နှစ်ပြည့်တဲ့နေ့ပိုင်ရှင်ကိုပြန်မပေးရဘူးလားဘာလို့ပေးရတာလို့ဆိုရင်ကိုယ်ပိုင်မဟုတ်လို့ဘာလို့ပေးရတော့ကိုယ်ပိုင်မဟုတ်လို့အဲ့တော့ဘုန်းကြီးတို့ရဲ့ခန္ဓာကိုကိုယ်ပိုင်ဟုတ်ရဲ့လားကိုယ်ပိုင်မဟုတ်ရင်ပြန်ပြီးတော့ပေးဆက်ရမှာမဟုတ်လားဒါဖြင့်ဘသူစီကငှားထားတာတော့ဆိုတော့သေမင်းစီကငှားထားတာဘသူစီကငှားထားသေမင်းစီကငှားထားတဲ့ခန္ဓာတစ်ချိန်ဘသူပြန်အပ်ရမှာတော့သေမင်းကိုပြန်အပ်ရမယ်ဒါလေးနားလည်ထားလိုက်သူများသေးတို့သုတ်တံပို့ကကိုဖို့ပြန်လန်းဖြောင်းဖြောင်းတန်း၍နွမ်းပန်းခွေရိုင်ပြန်လာနိုင်၏ကိုယ်တိုင်သေးတို့သုတ်တံပို့ကပြန်ဖို့လန်းစရှာမရဘူးဒါနသီလစသည်ထွေထွေယခုနေကရှာဖွေတတ်မှုကြိုးစားပြု၍ကုသိုလ်အဖို့ပါအောင်ခေါ်လောစဉ်းစားကြည့်ရတဲ့ရွာတဲ့နာရေးတွေ့ရင်တရားပရိဒဖောင်ဒေးရှင်းသိပါတယ်အတုပပို့ဆိုပြီးတော့လိုက်မပို့ရဘူးလားသူများတွေဒီတော့ကိုကလိုက်ပို့တော့သုတ်တန်တစ်ခေါက်မရောက်ဘူးလားကို့အတွက်တော့အိမ်ပြန်မရောက်ဘူးလားအိမ်ပြန်ရောက်ဒါကြောင့်သူများသေးလို့ကိုကသုတ်တန်လိုက်ပို့ကကို့ဘူပြန်လန်းဖြောင်းဖြောင်းတန်း၍နွမ်းပန်းခွေရိုင်ပြန်လာနိုင်ဟောဘသူဖြင့်ဆုံးသွားပေါ့ဘသူဖြင့်သေသွားပေါ့အချို့မဲ့ကိုဗစ်ရောဂါဖြစ်စဉ်ကသားမီ2ယောက်သားမီ3ယောက်စသည်တိန်နဲ့3လောင်4လောင်သေကြကုကိတဲ့လည်းအများကြီးတိန်နဲ့သေကြတာလေအဲ့တော့သူများတွေသေတော့ကိုကသုတ်တံပို့တော့ကို့ဘူပြန်ရောက်တယ်နွမ်းပန်းခွေရိုင်ပြန်လာနိုင်၏တဲ့ကိုယ်တိုင်သေးလို့သုတ်တံပို့ကပြန်ဖို့လန်းစရှာမရဘူးကဲကိုရောမသေးပဲနေမလားကိုသေးရောအများပတ်ဝန်းကျင်ကကိုလိုက်မပို့ဘူးလားပို့မှာပဲလို့စေးတယ်အောင်းမေးလိုက်အဲ့တော့ကိုပို့တဲ့လူတွေကတော့ကိုနဲ့များအေးငါလက်ခဲဦးမယ်လို့လိုက်လာတဲ့လူတယောက်တည်းလေးရှိရလားမရှိဘူးညာသေးတဲ့လူနဲ့လိုက်တာပို့တယ်အမေငါနဲ့လက်ခဲလို့သေးတဲ့လူကလည်းတကယ်ခေါ်ဘယ်သူလိုက်မလို့ဘယ်သူမှမလိုက်ဘူးကိုဘာသာကိုသွားတာအဲ့ဒါကြောင့်ကိုယ်တိုင်သေးလို့သုတ်တံပို့ကပြန်ဖို့လန်းစရှာမရဘူးဒါနသီလစသည်ထွေထွေယခုနေကရှာဖွေတတ်မှုကြိုးစားပြု၍ကုသိုလ်အဖို့ပါအောင်ခေါ်လောကုသိုလ်အဖို့မယူသင့်ဘူးလားကုသိုလ်အဖို့ပါရင်တန်လျာဘလောက်သွားရကြောက်เสียလူတွေလားကုသိုလ်ကမိတ်ဆွေနဲ့တူတယ်ကိုယ်ကူညီတယ်အကုသိုလ်ကရန်သူနဲ့တူတယ်ကိုယ်လိမ့်ဆက်တယ်ကဲအငှားယူတဲ့ခန္ဓာတဲ့အနားယူမှအသက်ရှိပဲတဲ့ဒီခန္ဓာကြီးတနေ့သေမင်းထံပြန်အပ်ရမယ်လို့သိထားတာနဲ့တပြိုင်နက်မနာမနေဉာဏ်နဲ့မရှင်မဲနေ့လဲဒလကြံလို့ညလဲဒလကြံလို့မအိပ်မနေအလုတ်ဇက်တိုက်လုံနေလို့အသက်ရှင်နိုင်မှာမလားရှင်နိုင်အဲ့ဒါကြောင့်ဘုန်းကြီးကကိုယ်လည်းအသက်ရှည်ရှည်နေပြီးတော့သာသနာပြုခြင်းနဲ့ကိုယ်တပည့်တွေလည်းအသက်ရှည်ရှည်နေရပြီးတော့သာသနာပြုစေခြင်းနဲ့ကိုယ်တရားဓမ္မတွေလည်းပဲအသက်ရှည်ရှည်နေရပြီးတော့ဆရာနဲ့တကလက်တွဲညီညာစွာနဲ့ဆက်လက်ပြီးတော့သာသနာပြုစေခြင်းနဲ့အဲ့ဒါကြောင့်အသက်ရှည်အောင်လို့ကျမ်းမာရေးရှုတော်ကကြည်ပြီးတော့အနာယူမှအသက်ရှည်မယ်အနာယူပြီးတော့အလုံးလုံးပါလို့ဆိုလိုရင်းဖြစ်ပါတယ်အလုတ်ဇက်တိုက်လုံနေလို့အသက်ရှင်နိုင်မှာမလားမရှင်နိုင်ဘူးဒါကြောင့်ဥဒိသာလေးဆိုရင်ခင်ဗျားတို့အတိပဲအဆုပ်ရှင်လဲထားအဆုပ်ရှင်အစားထိုးထားအနာမယူလို့ဘယ်လိုမှမဖြစ်ဘူး
အနာယူပြီးတော့ပေးအဲ့လိုအနာယူပြီးတော့အလုတ်လုံးမှာအသက်ကရှေ့မှာဟိုဘာသာရေးမျက်စိနဲ့ကြည့်ပညာရေးမျက်စိနဲ့ကြည့်အဲ့ဒါမျိုးကြတော့မကျင်းမကြီးအလုတ်ကြီးမတရားလုပ်နေလို့လည်းမကြိုက်တော့ဒီဘက်ကကျမ်းမာရေးရှုတော်ဘက်ကကြည့်တော့အသက်ကိုဘာဆောင်တော့ဉာဏ်ဆောင်တယ်ဥစ္စာကိုဘာဆောင်တော့ကံဆောင်တယ်ဒါကြောင့်အသက်ကိုဉာဏ်ဆောင်တဲ့အနေနဲ့ကိုယ့်အသက်ကိုကြာရှည်လေးမြင့်တော်သာသနာပြုနိုင်အောင်အနာယူပြီးတော့အလုပ်လုပ်လေဒီစတော်ကြီးတို့ခန္ဓာဆိုတာမညာနဲ့กว่าတဲ့သေမင်းစီကငှထားတာတဲ့ဒီခန္ဓာမင်းနွားတကောင်ငှားရင်မနေ့ခင်ငှားရင်မနေ့ခင်ကြီးပေးရတယ်တနေ့ကုန်ငှားရင်တနေ့ကုန်ကြီးပေးရငှားပြီးတော့ဒီနွားအလကားထားရင်မခိုင်းမဲ့ထားရင်ငှားတဲ့လူကကြေးပါမလားကိုကလှုပ်လို့ချင်းလို့နွားကိုငှားထားတယ်တမနဲ့ဘာမှမခိုင်းဘူးချီထားတယ်တနေ့ကုန်ငှားထားတယ်ဘာမှမခိုင်းဘူးဒီတိုင်းချီထားလို့ငှားတဲ့လူအခကျင်းငွေပေးတာပေးရတယ်ခိုင်းကြေးပါမလားမကြေဘူးမကြေတော့အဲ့ဒီတော့ခိုင်းပေတဲ့တမနဲ့ငါရဲ့တမနဲ့ပြေ7နာရီဆိုပေးရတော့ပြန်ပေးရတော့7နာရီမကြေခင်ကိုကြိုက်တာခိုင်းမခိုင်းရင်ကိုကရှုံးမှာပဲတနေ့ကုန်ငှားရင်တနေ့ကုန်ခိုင်းတနေ့ကုန်မခိုင်းမဲ့ထားရင်ကိုကရှုံးမှာအဲ့တော့ဒီခန္ဓာကလည်းသေမင်းစီကငှားထားတာတဲ့ခိုင်းပေတဲ့မင်းအလုပ်လို့ဒါနပြုသီလဆောင်တမစီလဲဘုရားညောင်ရိုးလဲပန်းကရေရန်ကခိုင်းပေတဲ့ကုသိုလ်ရအောင်ခိုင်းပေတဲ့သူရှုတောင်းတဲ့သူတော့မမှန်ဘူးလားမှန်တယ်တစ်ချိန်ဒီခန္ဓာကမခိုင်းမဲ့ထားရင်တဲ့ခုနနွားမခိုင်းမဲ့ထားရင်အရှုံးပေါ်သလိုပဲခန္ဓာရပြီးတော့ကုသိုလ်လုံငန်းမှာမခိုင်းမဲ့ထားရင်သူဖြစ်ကျုံတတ်ပါမလားအေးအဲ့ဒါကလည်းဘာသာရေးရှုတော်ကအမှန်ပဲအခုဘုန်းကြီးကအနာယူမှအသက်ရှင်မှဘာမှမလုပ်ပဲအနာလာနေတော့ဒီလိုပြောတာမဟုတ်ဘူးအလုံးမလုပ်ပဲနေလို့စားပါမလားမစားဘူးအလုံးကတော့လုံးကြအလုံးဆိုဝင်မယ်လို့ခုနညံနဲ့ရှင်ပြီးတော့လုံးတဲ့တဲ့မဲမဲကြီးမတရားမလုပ်နဲ့ကိုယ့်အသက်ခန္ဓာကိုကြည့်ပြီးတော့လုံးပကောက်ဆရာတော်ကြီးတွေ60ကျော်ကျန်တော်မူပါတယ်တနေ့ကုန်စာချလာတော့7နာရီခွဲတစ်ချိန်ချညနေ့လည်း7နာရီတစ်ချိန်ချတနာရီခွဲတစ်ချိန်ချ3နာရီခွဲတစ်ချိန်ချနေ့4ချိန်ညဝတ်တက်ပြီး9နာရီဝတ်တက်ပြီး7နာရီ9နာရီညဝါချဘုတ်အလေတိုက်ဘုန်းကြီးတို့နေဆရာတော်ဥပင်းကြီး90တောင်ပြည့်ပါသွားအလုတ်ကလုံလုံးတော့နောက်ဆရာတော်ဥကေလာဘုတ်တိုက်ကဆရာတော်ဥကေလာကြံပေါင်း300ကျော်ရေးသွားတာနော်ဒီအထက်နဲ့တကြံပြီးရင်လည်းပြီးတယ်3ရက်နဲ့တကြံပြီးရင်လည်းတလားနဲ့တကြံပြီးရင်လည်းပြီးတယ်မန္တလေးသာသနာဝင်ဆိုတာတအုပ်ကိုစာမျက်နှာပေါင်း900ကျော်ရှိတယ်အဲ့ဒီ900ကျော်ရှိတဲ့အုပ်ပေါင်း25အုပ်25တွဲရေးသွားတယ်တကယ်အသက်ရှိတော့62နှစ်ပဲအသက်ရှိသွားတယ်အလုံးလုံးအဲ့တော့အဲ့ဒီဆရာတော်ကြီးရဲ့ဇာပနာကိုဘုန်းကြီးတို့ရောက်တော့လက်ရှိနာယကဆရာတော်ဥပန္တိကဘာမိတ်တို့ဥကေလာတို့ဥပိယိတို့ကအသက်တုံးမှာပေါ့ကွာတဲ့သူတို့ကအလုံးမတန်အလုံးလုံးထားအနာကူမနေဘူးအလုံးကအင်မတန်လုံးလုံးတော့အသက်ကမရှိဘူးကွာတဲ့တို့မစိုးရင်ဆရာတော်မန္တလေးမစိုးရင်ဆရာတော်အသက်100ကျော်ကွာတဲ့ဆေးလေးတောက်တာတောင်မဲ့ကိုဟာကိုမိချစ်ခန့်ညှိပြီးတောက်တာမဟုတ်ဘူးပြတယ်ဆေးလေးတောက်ခြင်းပြီဆိုရင်ပါဇက်ဆေးလေးကလေးအနာရှိတဲ့ဆေးလေးကလေးပါဇက်တဲ့တက်လိုက်တာဒီလိုလေးတက်တာအနာရှိတဲ့ဦးတင်တစ်ပါးကမိကကလေးမိချစ်ပုံနဲ့ရှဲဆိုချိတ်ပြီးသူဆေးလေးနာတွေသွားကပ်ပြရတာတဲ့ဆေးလေးတောက်တာတော့ကိုယ်တိုင်မိချစ်ချိတ်ပြီးတောက်တာမဟုတ်ဘူးတဲ့ဒီမိချစ်ချစ်တာလေးတော့မလုပ်ဘူးပြတယ်အလုတ်ကပဲအဲ့ဒါကြောင့်အသက်ရှိတာပေါ့ပါတယ်အဲ့ဒါကြောင့်ဘုန်းကြီးကကိုယ်တပည့်တွေကိုယ်တရားဓမ္မတွေကိုကအစားအသက်ရှိစီခြင်းလို့နာနာနေနေလောက်ကြပါ
အနာယူပြီးတော့လုပ်ကြပါဒါမှအသက်ရှည်မယ်အားလုံးဓမ္မမိတ်ဆွေများအသက်မရှိခြင်းဘူးလားအဲ့တော့အလုပ်လုပ်ရင်နာနာနေနေလုပ်ကြအနာယူပြီးတော့အလုပ်လုပ်ကြဒါဆိုနားလည်ပြီမို့လားတစ်ခေါက်ပြန်တယ်ပေးမယ်အငားယူတဲ့ခန္ဓာအနာယူမှအသက်ရှည်မယ်အငားယူတဲ့ခန္ဓာအနာယူမှအသက်ရှည်မယ်နှခေါက်လောက်ဆိုကြည့်သားမငားယူတဲ့ခန္ဓာဟုတ်ပြီအဲနမနဲ့သွားမယ်လိုက်ဆိုအရင်မဆန်ကြနဲ့သမိုင်းကြံအောင်လုပ်ကြအရင်မဆန်ကြနဲ့သမိုင်းကြံအောင်လုပ်ကြအေးအရင်မဆန်ကြနဲ့ဆိုတာကဆရာနဲ့တပည့်အတူတူနေကြမိဘနဲ့သားသမီးအတူတူနေကြလူကြီးနဲ့လူငယ်အတူတူနေကြအဲ့တော့လူငယ်ကလူကြီးကိုအရင်ဆန်ပြီးတော့ဂလန်ကဆန်မလုပ်နဲ့သားသမီးကမိဘကိုဂလန်ကဆန်သွားမလုပ်နဲ့တပည့်ကဆရာသမားကိုဂလန်ကဆန်သွားမလုပ်နဲ့ဂလန်ကဆန်လုပ်တာဘာလို့မြန်မာအဘိဓမ္မာကျမ်းဆိုပြီးတော့တပ်ပုံကျမ်းကြီးထုတ်ထားတယ်နိုင်ငံတော်ကနိုင်ငံတော်ထုတ်ထားတဲ့မြန်မာအဘိဓမ္မာတပ်ပုံကျမ်းကြီးထဲမှာဂလန်ကဆန်ကိုအတိတ်ပဲပြန်ထားတယ်ဂလန်ကဆန်လုပ်တယ်ဆိုတာဆန့်ကျင်ဘက်လုပ်တာတဲ့ဟုတ်တယ်မိဘကဒါလုပ်ချင်တယ်ဆိုတာသမီးကဒါမလုပ်ချင်ဆရာကဒါလုပ်ချင်တယ်လို့ပြောရင်တပည့်ကမလုပ်ချင်ဆန့်ကျင်ဘက်ဒါကြောင့်ဆရာကိုဆန့်ကျင်မဲ့သွားမလုပ်နဲ့မိဘကိုဆန့်ကျင်မဲ့သွားမလုပ်နဲ့လူကြီးကိုဆန့်ကျင်မဲ့သွားမလုပ်နဲ့ဂလန်ကဆန်သွားမလုပ်နဲ့ဂလန်ကဆန်လုပ်ရင်ဘာဖြစ်တတ်တော့တစ်ဖက်ကဂလေးကချေဖြစ်တတ်တယ်ဂလေးကချေကဘာပြောတာအဲ့ဒီမှာလဲမြန်မာအဘိဓမ္မာတပ်ပုံဂလေးကချေအတိတ်ပဲဖွင့်ထားတယ်ကလေးဆိုတာလေလွန့်သွားတယ်ကိုယ့်ဘဝလေလွန့်သွားတယ်ယတ္တိယမရတော့အမိုက်လို့လေလွန့်ရပင့်သွားတယ်ဘဝညော့သွားပြီကချေအခြေအနေမဲ့သွားတယ်တဲ့ဘဝမှာယတ္တိယမရတော့ဘယ်သူမှထောက်ရတရားမရတော့လမ်းပေါ်ရောက်သွားပြီဆိုလိုရင်းကတော့ညော့သွားပြီပန်းတိုင်မရှိတော့ဒါကြောင့်ဂလန်ကဆန်မလုံနဲ့ဂလန်ကဆန်လုံရင်ဂလေးကချေဖြစ်တတ်တယ်လို့ဘုန်းကြီးကစကလုံးတစ်လုံးသုံးလိုက်တယ်အားလုံးလိုက်ဆိုပဲဂလန်ကဆန်မလုံနဲ့ဂလန်ကဆန်လုံရင်ဂလေးကချေဖြစ်တတ်တယ်ဂလန်ကဆန်မလုံနဲ့ဂလန်ကဆန်လုံရင်ဂလေးကချေဖြစ်တတ်တယ်အဲ့ဒါအရင်မဆန်ကြနဲ့ကိုယ့်ဘဝမရိုင်းစေနဲ့အရင်ဆန်ပြီးတော့ဆရာနဲ့ဆန့်ကျင်မဲ့မိဘနဲ့ဆန့်ကျင်မဲ့လူကြီးနဲ့ဆန့်ကျင်မဲ့သွားမလုပ်ကြနဲ့ငယ်တဲ့ပုဂ္ဂိုလ်များကယူသေးကြလေးစားကြပါဠိလိုဂါရဝနိဝါဒထားကြအဲ့လိုမှမထားလို့ဂလန်ကဆန်လုပ်ရင်ဂလေးကကြီးဖြစ်မှာပဲဂလေးကကြီးမိမိဘဝလေလွတ်သွားပြီလမ်းပေါ်ရောက်သွားပြီအခြေအနေမဲ့သွားပြီထောက်ရတရားမရှိတော့ဘူးကိုဘဝအဲ့ဒါကြောင့်ဂလန်ကဆန်မလုပ်နဲ့ဂလန်ကဆန်လုပ်ရင်ဂလေးကြီးဖြစ်တတ်တယ်အရင်မဆန်ကြနဲ့ဟောသမိုင်းကြောင်လုပ်ကြဒီကနေ့ဘုန်းကြီးဆေးရုံကိုယ်တိုင်လိုက်သွားဩဥဒိသာလိုင်းပေါ်တဲ့တွေ့ရတယ်ကိုယ်တိုင်ဆုံးခံကိုယ်တိုင်ဝေဒနာရှင်တွေသမင်းညာဟင်းညာဖမ်းညာကွမ်းညာနေဝေငှခါတိုင်းနေ့တည်းငါမလိုက်ဘူးဒီနေ့ငါလိုက်မယ်ကွာညနေရလိုက်သွားလိုက်တယ်ခေယုံအုပ်ကြီးကဦးရဲဝင်းထွန်းလေးလေးစားစားကြိုးဆိုပါတယ်ရှေ့မြက်ခင်းပြေပြည်သူခေယုံဘုတ်ကလေးမြို့ဆိုတဲ့ဆိုင်းဘုတ်ရဲ့အောက်မှာအမှတ်တရတပည့်တော်တို့ပတ်တန်းတင်ပြပြီဆိုပြီးတော့ဓာတ်ပုံရိုက်ဒီကနေ့ရှေ့ကိုရောက်ဒီကဟင်းပေါင်းတွေဒီကဆွန်းနဲ့အနာမရှိတဲ့ကလေးတွေကဆွန်းယူလို့ရပြီဆွန်းကြံကွန်းကြံယူလို့ရပြီဒုက္ခဝေဒဖောင်ဒေးရှင်းကရောက်လာပြီ
ဒါရောက်ယူနိုင်ကြပါပြီခင်ဗျာစိတ်ဝင်လိုက်ပြောအဲ့တော့လူနာဆောင်တွေကညာသွားပြင်တော့ကျွတ်ကျွတ်အိတ်ကလေးတွေနဲ့တချို့ကလည်းစလုံးလေးတွေနဲ့တချို့ကလည်းစရိကြိုင်လေးတွေနဲ့ဒါကြဝေကအလူရှင်မပေါ်ရင်တော့ကျောင်းကဟင်းပေါင်းပေါ့ဗျာတဲ့ဥဒိတာလည်းစာကြိုးလေးချိုးလို့အလူရှင်ပေါ်ရင်ဟင်းကောင်းတယ်အလူရှင်မပေါ်ရင်ဟင်းပေါင်းတယ်သူကလှုပ်လို့ရက်ကျွေးဇက်ကျွေးပေါ့ကွာလို့ဘုန်းကြီးကပြောလိုက်ဇက်သမားတွေပွဲငားတဲ့ရွာထမင်းကျွေးမှာလားထမင်းကျွေးရင်ထမင်းတွေဘယ်လောက်လျှော့လဲဓမ္မဘုဇက်သမားကဇက်မန်နေဂျာထမင်းကျွေးရမှာလားအဲ့လိုဆိုရင်ထမင်းတွေတင်ပြီးတော့တောင်းလိုက်တယ်လွယ်ပြောရင်အရက်ကျွေးလားဇက်ကျွေးလားလို့မေးလေမေးတာရှိတယ်ဇတ်တကားအဲ့တော့ဇာတုဇာတာတွေကဇာသမားကကျွေးတယ်ဆိုရင်ချောင်ရဲ့ငုတ်တီးဘုံလာရုပ်ဘာညာပေါ့အခုနဟင်းပေါင်းလို့ပေါ့ကျောင်းကဟင်းပေါင်းလို့အရက်ကျွေးဆိုရင်တော့ငါချောက်ကျော်တို့ပိဟင်းတို့ဝက်သားတို့နဲ့စားပြီပေါ့ဟင်းကောင်းပေါ့အရက်ကျွေးဆိုဟင်းကောင်းဇက်ကျွေးဆိုရင်တော့ဟင်းမကောင်းဘူးပေါ့ပကုတ်ကူဘုန်းကြီးတို့နေတော့ကဘာမှဆွန်နောင်သင်းကဟင်းမပါဘူးဘုန်းကြီးတို့ဘောကကန်ဆိုးတာငကြပကံနဲ့တလုံးမဲ့လောင်းလိုက်တယ်အခုထွန်းလောင်းသင်းသာသနာ့တို့ကထွန်းလောင်းသင်းတဘာထားတယ်ပဲငကြပကံလေးနဲ့တလုံးသာလောင်းလိုက်တယ်ဟင်းမပါဘူးဟင်းဘယ်လိုလုပ်တော့အလုံးပေးတာများဒီကနေ့ဒီပလင်ပေါ်ရောက်အောင်ဘုန်းကြီးတို့ဘယ်လိုလေ့လာခဲ့ရတော့ဘယ်လိုကြိုးစားခဲ့ရတော့ဆိုတာတနည်းတဖုံအားဖြင့်တရောင်းတကွေးကနေနားလဲအောင်စင်ကူမနေတော့ကဆံမလောက်လို့ဆံမြုပ်ကြိုတော့ခဲ့ရတယ်ဘုရားကအပါဝင်ကဲချမ်းတို့ဒီကနေ့နားကြအောင်ဆိုသမင်းကြောင့်နှပ်ပြီးတော့သမင်းကြောင့်စားခဲ့ရတယ်တခါတရံဆန်နေပြီဆိုရင်သမင်းကြောင့်တဝက်ဆန်တဝက်နဲ့ရောပြီးတော့ချက်ပြီးတော့စားတော့ခဲ့ရမနဲ့အာယုံဒီဘဝအတွေ့အကြုံအဲ့ဒီကနေပြီးတော့ပခောက်ကူရောက်တယ်ပခောက်ကူရောက်တော့ဓမ္မကိုငါးချက်စုတယ်ပခောက်ကူအလယ်တည်းကြီးရဲ့ထုံးစံကကြောင်ပေါင်း30ကျော်လောက်ရှိတယ်ဇန်တင်သားတွေနေဖို့ဒါကြောင့်နဲ့ကြောင်းအုပ်ဘုံကြီးစာချဘုံကြီးဆိုပြီးတော့ရှိတယ်နိုင်ကစာချဘုံကြီးအောက်ကကြောင်းအုပ်ဘုံကြီးအဲ့ဒီကြောင်းအုပ်ဘုံကြီးကကိုကြောင်းမှာတန်ခါဘယ်နှပါရှိလို့ကြည့်ရတန်ခါပါ30ရှိတယ်ဟုတ်ပြီ40ရှိတယ်ဘယ်လောက်ရှိတဘာကို9ချက်စုတယ်တဘာ9ချက်ဒီ9ချက်ကဘာလို့ဖို့တော့တလားမှာ9ချက်ဘာလို့ဖို့တော့ဆိုတော့ဟောမန်နေဂျာသိလိုက်မယ်မန်နေဂျာသိလိုက်မယ်ဆိုတော့ဆောင်းလောင်းတင်သွားရောဟိုကဆုံးမတောင်းလိုက်တယ်တပိတ်ကလေးပိုက်ကြမ်းလာကိုเจ้าကိုကြတော့မင်းဒီပွဲထိုင်ဆိုစလုံးကြီးနဲ့ပေါင်းခဲ့ရတယ်တန်စလုံးကြီးနဲ့ပေါင်းခဲ့9ပါး10ပါးဝိုင်းစားဆုံးမဲ့ပေါင်းခဲ့တာတက်ကကိုနေရာကိုပြန်သွားတက်ကစွမ်းကြောင်းကတန်ကြောင်းလေးခေါက်လိုက်ပြီးဆုံးကမိုက်ခွက်ကလေးတစ်လုံးယူနေတော့ဖို့လက်တော့ဘော်လေးတစ်ထက်ဂျုံလေးတစ်ချောင်းယူပြီးတော့သွားစွမ်းကြောင်းဟိုကစီယိုကျိုးပြီးဆမ်းမထားဘူးကျောင်းဘုန်းကြီးဒီပွဲဘဏ္ဍပါထိုင်မှာတော့ကြည်တာနော်ဘုန်းကြီးတို့ထန်းလေးမုတ်ကလေးအဲ့ဒါအုံမုတ်ကလေးမုံနိုင်စာမုတ်တော့လို့တော့မုံနိုင်စာမုတ်ခင်ဗျားတို့ဒီဘက်ကတော့မုံနိုင်စာမရှိလို့သိကြမှာသိမယ်ကြောက်တိုးလောက်ရှိတာပေါ့ကွန်းသီးလုံးလောက်ရှိတာပေါ့ဒီဘက်ကအလုံးပြောရင်ကွန်းသီးဆိုမဲ့အခွင့်ပါတဲ့ကွန်းသီးလိုကြီးမဟုတ်ဘူးအခွင့်ခွာပြီးသားကွန်းသီးအဲ့ကွန်းသီးလုံးလောက်ရှိတဲ့မုံနိုင်စာမုတ်ကလေးထိတ်ကလေးကိုတိလိုက်အထက်ကအစာထုတ်လိုက်အစာထုတ်တော့အခွက်ကလေးကျန်တော့အဲ့ဒါမှုတ်ကလေးအဲ့ဒါလေးကိုဝါလုံးလေးဝါလေးတက်ပြီးတော့အယိုးလေးတက်ထားတာမုံနေတန်ဘုတ်ကိုရသပေးထားပါဦးမယ်ခင်ဗျားတို့မြင်ဘူးပါဟောအဲ့ဒီမုံနေတန်ဘုတ်နဲ့ခြီလေးလေဒါဘာကိုတစွန်းဒီဘွဲ9ပါးထိုင်မှာဆိုအဲ့မုံနေတန်မုတ်ကလေးနဲ့9စွန်းထား9စွန်းဆမ်းပါခဲ့စားပကံအလဲပုံလို့အလဲကောင်မှာစားပကံပုံလို့ကြက်သွန်မပါဘူးဒီတမ်းပဲကြီးတဲ့ကိုတော်ကစားလေးဆွဲပြီးတော့ဟိုဘက်ကိုတော့ဇွန်းယူဒီဘက်ကိုတော့ဇွန်းယူနဲ့ဇွန်းနဲ့အဲ့ဒါခလဲကောင်ပွေနှောက်ပြီးတော့စီနဲ့စားပဲစားကြရတယ်ရေနွေး
တောက်ခဲ့ရင်းနှွေးချမ်းစီနေစားတစွန်းစားလိုက်ရင်းနှွေးတစ်ခွက်တောက်လိုက်ညံပြည့်အောင်လို့တစွန်းစားလိုက်ရင်းနှွေးလေးတစ်ခွက်တောက်လိုက်မဆာလဲတောက်လိုက်ပဲညံပြည့်အောင်လုပ်ခဲ့ရအေးကိုတော်တို့တပန်း9ကျပ်ဆိုတာဟောလက်ဘက်ကြောက်ဖို့ဒီလက်ဘက်ကြောက်ရင်တို့တယ်ဖို့ထင်ဖို့ဟောကိုတော်တို့စီဆန်းစားဖို့စီဖို့စားပြဖို့စားဖို့အဲ့ဓာတွေအတွက်တပည့်တော်တောင်းတာပါဗျာတပားကို9ကျပ်ရေချို့ဘဲလာရေမထွက်ဘူးရေမရှိဘူးဘယ်လောက်ခက်ခဲတော့အထမ်း900ရေတန်းကွာကိုရေထမ်းနေလဲစားလိုက်ချိန်မရဘူးအဲ့ဒီရေထမ်းမိတဲ့လူကဆွန့်ကြံကွန်းကြံတွေကိုသူဆိုင်တယ်နောက်နေအာယုမရှိဘူးနောက်နေအာယုလည်းဒီစီးနေစားပဲဒီကနေ့နေ့လေရကြံတဲ့ထမင်းဟင်းကိုခုနရေထမ်းမိတဲ့လူကအကုန်သိမ့်ပြီးတော့ယူသွားရရေထမ်းနာမှာတထမ်းကို35ပြားပေးရတယ်နှစ်ထမ်းဆိုတော့အပြား80ပေးရဘုန်းကြီးကညာသွားပြန်နှစ်ထမ်းယူမှနောက်တယ်အဲ့တော့ရေနှစ်ထမ်းအပြား80ပေးပြီးတော့တို့50ဝင်စင်ဦးလေးနဲ့50ဝင်စင်ဦးလေးကဝယ်လဲရတယ်73ကျပ်ပေးရအဲ့ဒီ73ကျပ်ကိုဘုန်းကြီးလိုက်ပို့တဲ့တောကျောင်းဆရာတော်ဥညာနဝကလှူတယ်ငါမင်းကုသိုလ်လုပ်ခဲ့ပါဦးမယ်ကွာတဲ့73ကျပ်ရေဦးတော်ရပြီရေချိုးဖို့ခုံမရဘူးခုံအဲ့ဒါကသစ္ဆက်ကစွန့်နဲ့မြင်နေသွားစုရတယ်မြင်နေသွားစုပြီးတော့ဝယ်ပြီးတော့ကိုရေချိုးဖို့ခုံလေးလို့ဒီနေ့စာသင်သားတွေဖဲလာလိုက်ရေထွက်ဘယ်တော့ဟန်ကြတာသူတို့ရဲ့ကံဘယ်တော့ကောင်းတာကဲဘုန်းကြီးတို့မှာတလား9ကျပ်ပေးပြီးတော့စီနေစားပဲစားခဲ့ရပခုတ်ကူ3နှစ်နေခဲ့3နှစ်လုံးလုံးမနဲ့အာယုငါမြိုက်ချက်မရှိကြက်သွန်မရှိပဲမရှိစာသင်တိုင်းရဲ့ထုံးစံရက်တိုက်ကြီးတဲ့လေဈေးရောမလာဘူးပဲပြောပဲလာပဲအောင်ဈေးတဲ့တွေနဲ့ဘုန်းကြီးတွေနဲ့ညှိမှကြောက်လို့အယောင်မခံဘူးအဲ့လိုဒါကြောင့်အစားလဲချွေတာတာချိုချိုချမ်းချမ်းသင်္ကန်းလဲချွေတာတာချိုချမ်း3နှစ်နေခဲ့တယ်သင်္ကန်းလည်းသုံးမမရခဲ့ဘူးကထိန်နဲ့မဲချတယ်အခင်းမဲချတယ်သူအခင်းသင်္ကန်းမကြခဲ့ဝါဆိုတဲ့တန်ခါ600လောက်နေခဲ့ရတယ်ဒီ600ဓမ္မလူသုံးနေဘယ်သူလူနိုင်ပါတော့ဘူးမလူနိုင်ဘူးရှားလဲရှားတယ်အဲ့ဒီခက်ကသင်္ကန်းဆိုင်မှာတနင်္ဂနွေတို့မှာ3ဆိုင်လောက်ရှိတယ်ဥစ္စာတွန်းဒေါ်ရှင်နဲ့တဆိုင်တဆိုင်ကဥအောင်မြင့်ဒေါ်ရင်ပိုတဲ့ရှေ့တော်ဆိုင်နေတဆိုင်ကဗန္ဓုလာတဲ့ဒီလောက်ပဲအကုန်ရနေတာသင်္ကန်းတိုက်တယ်သင်ပိုင်3စားရှိတယ် A1 တဲ့ A2 တဲ့ A3 တဲ့ A1 ဆိုတာအကောင်းစား A2 ဆိုတာအလတ်စား A3 ဆိုတာအညာစားအဲ့ဒီ A3 အညာစားဝယ်ရင်တစ်ကြက်ပေးရတစ်ကြက်ဆိုသင်မဲ့ထည့်ရတယ်ရှေ့ခေတ်ကောင်းတာဆိုဖြင်ကြမ်းပေါ့အေးထားပါတော့ဒါကြောင့်သမိုင်းကြောင်လောက်ရကိုလောက်ရသေးရွေးလေးကိုဒီကနေ့ဥဒေလာတို့ကုသကဝိညာဖောင်ဒေးရှင်းသမိုင်းကြံ့ပါတယ်ဗျပရိဟိတလုပ်ငန်းတွေလုပ်နေတာအရင်မဆန်ကြပါနဲ့သမိုင်းကြောင်လောက်ကြကိုဘဝရဲ့သမိုင်းမှတ်တမ်းအများသိပါတယ်ဗျပဝင်းကျင်ကသိပါတယ်ဗျဘဒုမသိတိကိုစောင်းနတ်ကသိပါတယ်ဗျဒါကြောင့်သမိုင်းကြောင်လောက်ကြသမှာပြန်တိုင်ပေးမယ်အရင်မဆန်ကြနဲ့သမိုင်းကြောင်လောက်ကြအရင်မဆန်ကြနဲ့သမိုင်းကြောင်လောက်ကြနှခေါက်ဆိုမယ်ဟုတ်ပြီနံပါတ်3သွားမယ်လိုက်ထို့လူဖုန်ကြီးစောင့်စည်းအပ်သောတရားဖြင့်နေမှသေလင်အပယ်လွတ်မယ်လူဖုန်ကြီးစောင့်စည်းအပ်သောတရားဖြင့်နေမှသေလင်အပယ်လွတ်မယ်ဆိုသားမှာတစ်ခေါက်ဖုန်ကြီးစောင့်စည်းအပ်သောတရားဖြင့်နေမှသေလင်အပယ်လွတ်မယ်နောက်တစ်ခေါက်လူဖုန်ကြီး
စောင့်စည်းအပ်သောတရားဖြင့်နေမှသေလင်းအပေလွတ်မယ်လူမှလည်းပဲလူဝီနီယဟန်မှလည်းယဟန်ဝီနီလူစီကံယဟန်ဝီနီရွာကြီးစီယုမင်းမျိုးဥပဒေတဲ့ဆိုရိုးစကားတွေရှိတယ်လူမှလည်းစီကံရှိနေမှယဟန်မှလည်းဝီနီနဲ့ညီအောင်နေမှရွာကြီးလာမှလည်းစီယုရှိမှမင်းမျိုးဆိုရင်ဥပဒေကိုလိုက်နာမှလူစီကံယဟန်ဝီနီရွာကြီးစီယုမင်းမျိုးဥပဒေလူပဲဖြစ်ဖြစ်ဘုန်းကြီးပဲဖြစ်ဖြစ်ကိုစောင့်စည်းရမယ်တရားဖြင့်နေမှသိရင်အပေလွတ်မယ်မစောင့်စည်းဘူးဆိုရင်အပေကြမယ်လွယ်လေပြောကြတို့သက္ခုံသပရိစ္ဆရူပေသဥပ္ပဇ္ဇတိသက္ခုဝိညာဏံအဘိဓမ္မာသက္ခုပဒါရမျက်စိအကြည်ဓာတ်မြင်ရတဲ့အဆင့်ယူပါယုံပေါ်လာတဲ့သက္ခုဝိညာဉ်ဒီသုံးမျိုးကိုမြောင်ကြည့်လိုက်ခင်ဗျားတို့အာစေနကံတရားထိုင်နေကြတာသက္ခုယူပါယုံနှစ်ပါးဆုံးလင်းသက္ခုဝိညာဉ်ပေါ်မြဲပင်ပေါ်လင်မလွဲချုပ်ပြည့်မြဲဒီအနေစာရှုလိုက်တိုက်ဆိုကြသက္ခုယူပါယုံနှစ်ပါးဆုံးလင်းသက္ခုဝိညာဉ်ပေါ်မြဲပင်ပေါ်လင်မလွဲချုပ်ပြည့်မြဲဒီသက္ခုယူပါယုံနှစ်ပါးဆုံးလင်သက္ခုဝိညာဉ်ပေါ်မြဲပင်ပေါ်လင်မလွဲချုပ်ပြည့်မြဲဒီဒီသုံးမျိုးလေးကိုရှင်းပြမယ်ကိုမျက်စိအကြည်ဓာတ်နဲ့မျက်စိအကြည်ဓာတ်နဲ့အခြားလူတယောက်အဆင့်ဆိုတဲ့ယူပါယုံမောင်ဖြူထားပါတော့မြင်လိုက်တယ်မြင်တော့မောင်ဖြူလို့သိလိုက်တယ်သက္ခုဝိညာဉ်စိတ်သုံးမျိုးမှတ်တာမြင်တယ်မျက်စိအကြည်ဓာတ်ယုတ်မောင်ဖြူဆိုတဲ့အဆင့်ယူပါယုံမြင်တယ်ဒီနှစ်ခုပေါင်းစုံလို့သိတဲ့မြင်သိစိတ်သက္ခုဝိညာဉ်သုံးမျိုးအဲ့ဒါကိုဘယ်လိုဖြစ်လာတော့မောင်ဖြူကိုကြည့်လိုက်စမ်းဆိုဘယ်လိုမြင်တော့ငါမျက်စိနဲ့မြင်တယ်မျက်စိကိုငါမျက်စိလို့ဖြစ်လာတယ်အဲ့ဒါတတ္တာငါရဲ့မျက်စိတဏှာဖြစ်လာငါမျက်စိနဲ့မြင်တယ်ဘယ်သူမြင်တာတော့မောင်ဖြူကိုမြင်တယ်ဒိဋ္ဌိပုဂ္ဂလပုဂ္ဂိုလ်အစွဲနဲ့မြင်တယ်မောင်ဖြူကိုမြင်တယ်ဒိဋ္ဌိဖြစ်လာတယ်စောင့်စည်းရမှာစောင့်စည်းရမှာမြင်တာကမျက်စိအကြည်နဲ့မြင်တာငါမျက်စိမဟုတ်မျက်စိအကြည်နဲ့မြင်တာမျက်စိအကြည်ကယုတ်ဟိုပုဂ္ဂလဒိဋ္ဌိနဲ့ဒိဋ္ဌိမောင်ဖြူကိုမြင်တယ်မောင်ဖြူမဟုတ်ဘူးအဆင်းယူပါယုံအဆင်းယူပါယုံအဆင်းကိုမြင်တာယူပါယုံကိုမြင်တာမောင်ဖြူကိုမြင်တာမဟုတ်ဘူးမြင်သိစိတ်သက္ခုဝိညာဉ်ပေါ်လာတယ်အဲ့ဒီသက္ခုဝိညာဉ်ပေါ်လာတော့ငါမလို့မြင်တာငါမလို့သိတာမာနငါမလို့မြင်တာသိတာငါမျက်စိနဲ့မောင်ဖြူကိုငါလိုကောင်းမလို့သိတာကျန်တဲ့ကောင်လို့မသိဘူးအဲ့ဒီသုံးမျိုးမှာငါမျက်စိနဲ့တဏှာမောင်ဖြူကိုဒိဋ္ဌိငါမလို့မြင်တာငါကောင်းငါလို့အစွဲမာနတဏှာမာနဒိဋ္ဌိအဲ့ဒီသုံးမျိုးအစွဲကျွတ်သွားရင်ဒါစောင့်စည်းရတဲ့တရားနဲ့နေရရောက်တယ်အဲ့လိုမှမဟုတ်လို့ငါမျက်စိနဲ့မောင်ဖြူကိုငါကိုယ်တိုင်မြင်လိုက်တာဟောမာနငါကိုယ်တိုင်မြင်လိုက်တာဟိုဘက်ကသောတာတတ္တသောတာဝိညာဉ်ဒီတိုင်သွားပြီတော့ဟိုဘက်က6မျိုးလုံးသွားပြီတော့ဒါကြောင့်တဏှာမာနဒိဋ္ဌိတန်တရားနယ်ချဲ့တဲ့တရားကိုမြင်ရတဲ့မြယုံနာသင်္ခါရမှာငါပဲလူပဲသူပဲနတ်ပဲလို့ဆွဲနေရင်စောင့်စည်းရမရောက်ဘူးမစောင့်စည်းပဲမြင်နေတာအဲ့လိုမစောင့်စည်းရင်အပေရောက်ဒါကြောင့်လူပဲဖြစ်ဖြစ်ဘုန်းကြီးတဲ့ဖြစ်ဖြစ်ကိုသိတဲ့တရားစောင့်စည်းပြီးတော့လွယ်လွယ်ပြောရင်အကုသိုလ်မဖြစ်စေနဲ့ကုသိုလ်ဖြစ်အောင်နေမိမိကိုယ်ကိုချစ်တဲ့ဆိုကုသိုလ်ဖြစ်အောင်နေအကုသိုလ်မဖြစ်စေနဲ့ကုသိုလ်မဖြစ်အကုသိုလ်ဖြစ်ချစ်ရမရောက်ပေချစ်ရရောက်အောင်တတိဆောင်မောင်တို့မယ်တို့ကြိုးစားလေအရွယ်သုံးပါးတပါးပါတရားရပါစေအဲ့ဒါလေးတစ်ခေါက်တိုင်းပေးမယ်မိမိကိုယ်ကို
ချစ်တယ်ဆိုကုသိုလ်ဖြစ်အောင်နေကုသိုလ်မဖြစ်အကုသိုလ်ဖြစ်ချစ်ရမရောက်ပေချစ်ရရောက်အောင်တတိဆောင်မောင်တို့မဲတို့ကြိုးစားလေအရွယ်3ပါးတဘာပါတရားရပါသည် တိန်နဲ့အညတရယာမန်ဆိုတဲ့အတ္တရောစီပိယံတင်ညာဆိုတဲ့ဂါထာကိုယူပြီးတော့ဒီလင်္ကာရေးထားတာဒါကြောင့်လူပဲဖြစ်ဖြစ်ဖုန်းကြီးပဲဖြစ်ဖြစ်ကိုဆောင်ပြရတဲ့တရားဖြင့်နေကြပါကိုဆောင်ပြရသောတရားဖြင့်နေရင်ကုသိုလ်ရတယ်ကုသိုလ်ရရင်အပေမကြပါဘူးကုသိုလ်မရဘဲအကုသိုလ်တွေရနေတော့သိရင်အပေကမလွတ်နိုင်ဘူးတစ်ခေါက်တိုင်းပြမယ်လူဖုန်းကြီးစောင့်သိအပ်သောတရားဖြင့်နေမှသေလင်အပေလွတ်မယ်လူဖုန်းကြီးစောင့်စည်းအပ်သောတရားဖြင့်နေမှသေလင်အပေလွတ်မယ်အေးခုဥဒေသဆိုတာအသက်30ကျော်လောက်ကလေးကသက်စီသင်္ကန်း30နောက်တဲ့31နောက်တဲ့32နောက်30 40လောက်ရောက်တာသင်္ကန်းနေဟိုကရဒီရရတဲ့ဒီနေ့တပည့်တော်45ဆုံးလှူလိုက်မယ်အသက်တဲ့ပိုးပြီးတော့လှူတာအခု50နဲ့တစုံဒါသင်္ကန်းနေလှူလိုက်တာသမိုင်းကြံအောင်အလုပ်တွေလုပ်နေတာဒါကြောင့်ဒီသင်္ကန်း3ပိုက်တစ်ခေါက်တိုင်ပြီးတော့ဒေသနာဒီကုံအဆုံးသတ်မယ်အသက်ရှည်သေးခြင်းလို့ဒီခန္ဓာကိုနာနေလုပ်ပါလို့ဆိုလိုရင်းဖြစ်ပါတယ်အားလုံးလိုက်ဆိုကြမယ်လက်ကိုချီပြီးတော့လိုက်ပါအငှားယူတဲ့ခန္ဓာအနာယူမှအသက်ရှင်မယ်အရိုင်းမဆန်ကြနဲ့သမိုင်းကြံအောင်လုပ်ကြလူဖုန်းကြီးစောင့်စည်းအပ်သောတရားဖြင့်နေမှသေလင်အပေလွတ်မယ်အပမဒေနသာတော်သမ္မာဒိဋ္ဌသာတော်နှလုံးပြောပြောဥတတော်ကောင်းတို့ဒုမေသင်တို့ဖြင့်အပမဒေနမမိတ်မလျော်မပေါ်မတန်ထက်သန်သောတတိတရားဖြင့်သမ္မာကေသနေလုံးစုံသောဒါနသီလဘာဝနာအပြားပြားသုစုကုသိုလ်ကောင်းမှုတို့ကိုသမ္မာဒိဋ္ဌတစ်ဆင့်နဲ့တစ်ဆင့်ပါရမီဉာဏ်ရင်းတဲ့ရင့်အောင်မလင့်ပုံသေးဖြစ်ခြင်းကြိုးစားပွားများအထောက်နိုင်ကြပါစေကုန်သတည်း